ဒီနေ့တော့ကရင်ရိုးရာဟင်းလေးဖြစ်တဲ့မြစ်တာပေါ်ဟင်းလေးချက်စားမယ်ကိုကြိုက်တဲ့သီးရွက်လေးတွေပဲရွေးပြီးတော့ဝယ်ခဲ့တယ်မြေကစွန်းနီပင်စင်ရုံဝတီနဲ့ပစုံလေးတွေဝယ်ခဲ့ပါတယ်အသီးရွက်လေးတွေကိုမကင်ခင်မှာမြစ်လေးကိုပြုတ်ထားမယ်မြစ်လေးကိုပြုတ်ထားတော့သီးရွက်လေးတွေကိုချွေမယ်ဆေးမယ်ပြီးလို့ရှိရင်ပစုံလေးကိုဆေးမယ်နင်မယ်ပေါ့နော်ဆန်နိုးစုဘူးတဝက်ကိုကြတော့ဈေးမသွားခင်ရေစိမ်ထားခဲ့တယ်ဆေးပြီးတော့ရေစိမ်ထားခဲ့တယ်ဈေးကပြန်လာတော့ဆန်ကိုရေသွန်းပြီးသွားတဲ့ခါကျရင်အိုကင်းဘူးတိုက်တယ်လှော်တယ်မှုေးရလေးကြိုက်လို့ပြီးတော့လျှော့ဆန်မှုတ်ထောင်းမယ်ရလာတဲ့ဆန်မုံလေးကိုကြတော့ရေတန်တန်လေးနဲ့စိမ်ထားမယ်ကစွန်းရုံနီလေးကိုလည်းအိုကင်းဘူးတိုက်မယ်ပြီးလို့ရှိရင်ရုံပတေတီကိုလည်းအိုကင်းဘူးတိုက်မယ်ရုံပတေတီအိုကင်းဘူးတိုက်တာကြအချွဲလေးတွေမကြိုက်လို့ကစွန်းရုံနီကိုအိုကင်းဘူးတိုက်တာကြတော့အိမ်မှာသွားမကောင်းတဲ့သူရှိလို့မဝါနိုင်မှာဆိုးလို့ပြီးတော့တီးရွက်လေးတွေကိုစင်စင်ထဲမယ်ရတာထဲမယ်ဖုံးမယ်ရေဆူလာလို့ရှိရင်ကနဆန်လော်မုတ်ရေဖြော်ထားတဲ့ဆန်လော်မုတ်ရေထဲမယ်မှွေမယ်စတိုက်မှွေမယ်အဲ့ကြလို့ရှိရင်တော့ဆန်ကဆန်လော်မုတ်ရေကလေပြစ်ပြီးတော့ဘယ်လိုပြောမလဲကတ်တန်လို့လေသူစတိုက်မှွေပေးမယ်မကြခဏမှွေပေးမှာပေါ့နော်ငရုတ်သီးစိမ့်နဲ့ကြက်သွန်ဖြူလေးရောပြီးတော့ထောင်းလာမယ်အဆက်ထည့်ချင်လို့လေအိမ်မှာအဆက်မစားနိုင်တဲ့သူလေးတွေရှိရင်တော့ငရုတ်သီးစိမ့်ထောင်းတာမထည့်ခင်လေးကိုဖယ်ထားလိုက်ပေါ့နော်ဖယ်ပြီးတော့ဖယ်ပြီးသွားတဲ့အခါကျတော့မှအဆက်ကိုထည့်မယ်ထည့်ပြီးသွားရင်နောက်ပြီးဆုံးကြလို့ရှိရင်တော့ပင်စိမ့်အောင်ပါပေါ့နော်ပင်စိမ့်လေးအုပ်ပြီးသွားလို့ရှိရင်တော့ပြီးသွားပြီကျက်သွားပြီစားလို့ရပြီငပိစိမ့်စားလေးတော့မထည့်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ငပိစိမ့်စားအစားအိမ်မှာလေငပုတ်ချောက်ကိုခင်းကျင်ဒီစက်သွန်ဖြူနေနဲ့လှိတ်ထားတာရှိရယ်ငပိကြော်ထားတာရှိရယ်လေအဲ့တော့အဲ့ဒီငပုတ်ချောက်ငပိကြော်ကို3စွန်းထည့်မယ်သတိစွန်းလေးနဲ့3စွန်းတကယ်လို့ငပိစိမ့်စားတို့ပဇွန်ငပိတို့ပါအဲ့လိုမျိုးပေါ့နော်ငပိထည့်မယ်ဆိုလို့ရှိရင်တော့3စွန်းမလုံးနော်ကုန်းသီးလုံးတစ်လုံးစာလောက်ထည့်လို့ရှိရင်ရတယ်ကိုကကြတော့အရသာခရမ်းချီတီးရလည်းပါတယ်စက်သွန်ဖြူနေရလည်းပါတယ်အဲ့လိုမျိုးထောင်ကြော်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့3စွန်းထည့်တာပေါ့နော်အဲ့ဒါလေးကတော့ကိုယ့်ဘာကိုချိန်စားပြီးတော့သုံးလို့ရပါတယ်အခုချက်သွားတာတော့တစ်တလောက်မှတစ်လောက်လေးချက်ထားတဲ့ကရင်ရိုးရာဟင်းလေးမြစ်တာလပေါ်ဟင်းလေးပေါ့နော်ဒီထဲမှာလွဲမားတဲ့နီးလေးဖြည့်ရှိတယ်ဆိုလို့ရှိရင်လည်းပျော်ပြလို့ရပါတယ်နော်ဒါကတော့ကိုတိတလောက်မှတလောက်လေးချက်ထားတာပါစားလို့တော့ကောင်းတယ်ကိုချက်ကိုကောင်းပါနော်တူးလုံးပြောင်းတာပဲခဏလေးနဲ့တမိသားစုတော့လည်းအားပေးတော့ပျော်တာပေါ့နော်ဒီဗီဒီယိုလေးကိုကင်မာလေးတွေကြည့်မိရဆိုလို့ရှိရင်လည်းမှားနေလို့ရှိရင်လည်းပြန်တည့်ပေးပါလို့မိသားရက်ခမားရရှင်